ဘုန်းကြီးကနည်းနည်းလေးစူးတာတစ်ချက်ကစိုက်ကယ်ကိုထားခဲ့ရတယ်နည်းလှမ်းနေဗျလူတရက်လှမ်းကြည့်စိုက်ကယ်ကမတွေ့ရဘူးအဲ့အနေထားရရှိတယ်လှမ်းတဲ့ခါကျတော့ကွင်းကြီးကနည်းနည်းတိုင်ပတ်တယ်နောက်ဆက်ငင်းနေရပါတော့နောက်မှစိတ်ချအောင်ဖြစ်ဒီခင်းမှာအပြဿနာရရှိတယ်ဒါနောက်ထပ်တောင်သူတူနဲ့မိတ်ဖြစ်စီပြီးချိတ်ဆက်မိတာတော့ဘာဖြစ်ပြောကျွန်တော်သူတက်လည်းကောင်းတယ်လို့ကျွန်တော်တက်လည်းကောင်းတယ်ပေါ့နော်ဒါနှစ်ဦးစလုံးတက်ကောင်းတယ်ပေါ့သူကတော့နေကခွဲရတခွင်ဒီကခွဲတခွင်နှစ်ခွင်ခွဲတယ်ပေါ့နော်ဒီကခွဲကတော့နည်းနည်းထက်လှမ်းနေကြဟုတ်မရှိပင်မနေရလို့ပြောတယ်မနေ့က9လပိုင်းကနေပြီးတော့မှကြီးအချိန်ကရေတက်မြုပ်ပြီးလူတွေတက်နေတဲ့မရှိပင်လို့ပြောတယ်အဲ့နေရာမှာဒီကခွဲရှိတယ်ပေါ့နော်ဒီဘက်ကတော့2ကခွဲရှိတယ်အားလုံးပေါင်းတော့4ကကျွန်တော်တော့ကြည့်တဲ့ကွင်းကဟိုးနောက်မှာတော်တော်ဝေးတယ်ကျွန်တော်နောက်မှာစိုက်ကယ်ကကြတော့ဒီမှာဟိုးအင်ဂျီစုမှာလာဟယ်လိုလေ哦，ရေစင်မဲ့လူကဖြတ်哦，အဲ့ဒါကျွန်တော်အခုကွင်းထဲရောက်နေတာအဲ့ဒါကျွန်တော်စိုက်ကယ်မောင်းနေရတယ်အခုအဲ့ဆိုဘယ်ချိန်မှပြန်ပါလဲတနင်္လာခွဲနေပြင်းနေလေဦးလေးဖြန်းတာတနင်္လာခွဲဖြန်းခိုင်းနေလေ2ချက်ဒီခွဲလောက်မှဖြန်းခိုင်းတနင်္လာခွဲတအားပြင်းတယ်2ချက်ဒီခွဲ2ခွဲ2နာရီခွဲပြီးပါတယ်ဦးလေးပြီးပါတယ်ဘေးကတစ်ချက်ဒီခွဲလောက်ကနေတာပြင်းသေးတယ်အငွေ့ပြန်တယ်အဲ့လောက်ကြီးကြတော့ကျွန်တော်ခဏလာပေးမယ်နော်ဦးလေးဟုတ်ပြီအခုမှအကွက်ထဲကပြန်တက်နေတာကျွန်တော်အကွက်ထဲမှာပဲရှိသေးတယ်အခုမှပြန်တက်နေတာဟုတ်တယ်ဦးလေးဟုတ်တယ်နည်းနည်းလေးဟောဖြစ်လာပါဦးလေးဒီချိန်ထက်ဖြန်းလိုက်ရင်ပိုပြီးတက်လာမှာပါအခုနည်းနည်းလေးဟောဖြစ်လာပါတယ်ဘေးတက်ထွက်ပြီထွက်ပြီအခုအဲ့ဒါဦးလေးအခင်းကြီးနဲ့မဆေးဖြန်းနေတော့ဘေးကကိုစော်ဝင်းနဲ့တွေ့ပြီးတော့ကျွန်တော်မိတ်ဆက်ပြီးစကားပြောနေတာကိုစော်ဝင်းဦးလေးနဲ့လက်ချင်းကရက်ကသူနဲ့တွေ့လို့စကားပြောနေတာလို့ဟုတ်တယ်ဟုတ်ပြီဦးလေးဟုတ်ကဲ့ဦးလေးဟုတ်